သမီးလေးအိယာနိုးလာရင်ကြက်ဥရောပစုံရောစားခြင်းနဲ့ဆိုလို့ဒီနေ့ကြက်ဥရောပစုံရောကိုဟင်းတစ်ခွက်တည်းရောချက်ပေးမှာပါခင်ဗျကြက်ဥလေးထည့်ပါမယ်ကြက်ဥရောပစုံရောရောချက်ပါနော်မိမပြီးမှရှိရအောင်ဒီဦးကျန်းချက်နေကြအတိုင်းလေးပဲကြက်သွန်နီလေးကိုအရင်ဆုံးစီတက်လိုက်ပါမယ်ခင်ဗျကြက်သွန်နီလေးဝေးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကြက်သွန်ပြူထောင်းထားတာလေးထည့်လိုက်ပါမယ်ခင်ဗျပြီးရင်တော့10မိနစ်လောက်နာလေးမွေပေးပါမယ်ခင်ဗျကြက်သွန်အဖြူရောအနီရောညှို့လာရင်တော့ကျွန်တော်စနွင်းထည့်ပါမယ်ခင်ဗျပြီးရင်အယောင်တင်လေးထည့်ပါမယ်ခင်ဗျပြီးရင်တော့ငရုတ်သီးခွဲချမ်းလေးအကျန်းမုံလေးထည့်ပါမယ်ခင်ဗျဒီနေ့ကတော့သမီးလေးကအဆက်စားခြင်းနဲ့ဆိုလို့ငရုတ်သီးလေးနည်းနည်းလေးပို့ထည့်လိုက်ပါတယ်ခင်ဗျငရုတ်သီးနဲ့လေးတိတ်မမွန်ထူခင်မှာပဲပဇွန်လေးထည့်လိုက်ပါမယ်ခင်ဗျအဲ့ဒါဆိုရင်တော့ငရုတ်သီးမွန်တာလေးတက်တာပါတယ်ခင်ဗျပြီးရင်တော့ကျွန်တော်ရေနည်းနည်းလေးထည့်ပါမယ်ခင်ဗျပြီးရင်တော့ဟင်းခတ်မုံလေးထည့်ပါမယ်ခင်ဗျပြီးရင်စားထည့်ပါမယ်ခင်ဗျပြီးရင်တော့ငံပြားရည်လေးပေါက်လိုက်ရင်တော့ရပါပြီဗျနည်းနည်းလေးဆူလာပြီဆိုတော့ဦးကျွန်တော်အခွန်ခွာထားတဲ့ကြက်ဥလေးတွေအားလုံးထည့်လိုက်ပါမယ်ခင်ဗျကြက်ဥထည့်ပြီးသွားရင်တော့9မိနစ်လောက်အဖုံးအုပ်ပြီးတည်ထားလိုက်ပါမယ်ခင်ဗျဒါကတော့မကြီးရည်လေးဖြောထားတာပါခင်ဗျမကြီးနစ်လေးထည့်လိုက်လို့ရှိရင်တော့အချင်တက်လေးနဲ့ဆိုတော့ပိုးပြီးစားကောင်းပါတယ်ခင်ဗျငရုတ်သီးနဲ့လေးရအောင်လုံးငရုတ်သီးစိမ်းလေး2000လောက်ပြည့်ထည့်လိုက်ပါတယ်ခင်ဗျမကြီးရည်လေးထည့်ပေးပြီးလို့3မိနစ်လောက်မွေးပေးလိုက်ရင်တော့အနံ့လေးလည်းတော်တော်မွေးပြီဆိုတော့ကြက်ပါပြီခင်ဗျစားလို့ရပါပြီခင်ဗျအဖေချက်ပေးပါကျေးဇူးတင်ပါတယ်ခင်ဗျာခုကဝဲသွားတယ်သမီးကြိုက်ဆုံးဟင်းချက်ပေးတယ်ဟင်းလည်းပြပဲဥရယ်ပဇွန်ရယ်ဘဲပဇွန်ပေါ့ပကျူစားမေးစားပါဒါငပိထိုင်းငပိမလေးဘဲဥ Oh my god ဒီနှစ်ကအကောင်းဆုံးဖြစ်မှာသမီးကသိတယ်လေးစားရတယ်ဦးလေးအမရဲ့သမီးဖေးဆက်အောင်သမီးယုံစီရဲ့ဒီလေးနဲ့နေပြီးတော့စားဒါနဲ့မှဆက်သွားရင်ဆိုဆက်ချက်ဟဲ့မဆက်ဘူးဆိုရင်မဆက်ဘူးဆိုအချို့ချက်နော်အေးရှိပြီမထားတော့တယ်ပဇွန်နေရောပါတယ်တော့အမသားကြီးနာကြီးစားဘူးငပိနေနဲ့နည်းနည်းတိုင်းကောင်းတော့လာမယ်ဆက်မှထင်တယ်ဟုတ်လားနည်းနည်းလေးပဲရန်ကောင်းသမီးထမင်းက3ပကံလောက်ကုန်မယ်နဲ့တူပဲနော်ငပိနေနေတော့ပိုကောင်းတယ်မရှိစောဒီကလေးနဲ့ဘယ်ပါသားမဝေစားပြီးသွားပြီမဖေရရန်ကောင်း